ခုကသတိကန်တသေးလေး9ခုပိုင်းဖြတ်ထားပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာကဘာသင်ခန်းစာလေးဖြစ်မယ်လို့ထင်လဲရှင်အဲ့တော့ဒီနေ့သင်ခန်းစာကပစ္စမရဲ့တင်ချာရဲ့ပေါ့နော်တစ်ထက်တည်းဖြစ်သောပုံများဆိုတဲ့သင်ခန်းစာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်နံပါတ်ကာကြီးဆိုပြီးတော့တက်ပေးထားတယ်ပေါ့နော်ဒီမှာသတိကန်လေးအပေါ်မှာ၄ခုရွက်လေးပုံစံမျိုးလေးနဲ့လုပ်ပြထားတယ်အဲ့အောင်မှာဒီမှာနံပါတ်1မှာကတရိကန်ကာကြီးနဲ့အရွယ်ရောပုံစံရောတူတဲ့တရိကန်တွေကိုရွေးချယ်ခိုင်းထားတယ်။ Okay เนาะအဲ့တော့ဒီမှာဒီတရိကန်လေးတွေကနံပါတ်ကာကြီးနဲ့နံပါတ်ကာကြီးတရိကန်နဲ့အရွယ်ချင်းရောပုံစံချင်းရောတူတဲ့ပုံတွေကိုရွေးချယ်ခိုင်းတယ်။ Okay အဲ့တော့ဘယ်လိုမျိုးရွေးချယ်ကြမလဲ။အဲ့ဒါဆိုရင်ဘယ်ပုံကတရိကန်ကာကြီးနဲ့အရွယ်ရောပုံစံရောတူလဲဆိုတာကိုကြည့်အောင်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူပြထားတဲ့ပုံလေးကနည်းနည်းလေးပုံလေးအားလုံးကစင်တူလေးတွေဖြစ်နေတယ်အဲ့ဒါဆိုရင်ဘယ်လိုမျိုးရွေးချယ်ရမလဲဟုတ်ပြီနော်ဒီမှာသတိကန်ကကြီးနဲ့ဘယ်သတိကန်ကပုံစံဟောအရွယ်စားတူလဲဆိုတာကိုနှိုင်းယှဉ်ကြည့်ဖို့အတွက်ဟုတ်ပြီနော်အဲ့တော့ဒီမှာဒီပုံထဲမှာပြထားတဲ့သတိကန်လေးတွေကိုဘာလို့စာရွက်လေးနဲ့ထပ်ပြီးတော့သူနဲ့ရွယ်တူတဲ့ပုံလေးဖြစ်အောင်ဆွဲပြီးတော့ပိုင်းဖြတ်ထားတယ်ဟုတ်ပြီနော်ဒီမှာသတိကန်ခါခွေးနဲ့တစ်ထပ်သေးသူအောင်ပိုင်းဖြတ်ထားတဲ့သတိကန်လေးအဲ့သတိကန်လေးကိုနံပါတ်ပုံကကြီးမှရှိတဲ့သတိကန်နဲ့တစ်ထပ်သေးကြမကြဆိုတာကိုကြည့်ကြည့်မယ်ဟုတ်ပြီနော်ဝေသတိကန်ပေးထားတာဒီတိုင်းတစ်ထပ်သေးကြမကြဆိုတာသိကျင်နေဆိုရင်သတိကန်လေးကိုဒီလိုမျိုးလှည့်ပြီးတော့လုံးလို့ရတယ်ဟုတ်ပြီနော်အဲ့တော့လုပ်ကြည့်မယ်အဲ့ဒါဆိုရင်ဒီမှာခါခွေးသတိကန်လေးကိုလှည့်လိုက်တယ်လှည့်တဲ့အခါမှာဆိုရင်ကကြီးသတိကန်ပေါ်မှာထပ်လိုက်တဲ့အခါမှာတစ်ထပ်သေးဖြစ်နေတာကိုတွေ့တယ်အဲ့ဒါဆိုရင်ခါခွေးပြင်ကားငယ်ပုံလေးကိုပြန်ပြီးတော့နိုင်ချင်းကြည့်မယ်ဒီမှာခါငယ်သတိကန်လေးကဒီပုံစံလေးဟုတ်ခါငယ်သတိကန်လေးကိုထပ်ကြည့်တဲ့အခါမှာဒီပုံစံတိုင်းဖြစ်နေတယ်အဲ့တော့ဒီပုံစံတိုင်းဖြစ်နေရဆိုရင်ဒီပုံစံတိုင်းမဟုတ်ဘဲနဲ့နောက်ထပ်ပေါ့နော်ဒီခါငယ်သတိကန်လေးကိုတစ်ဖက်ကိုလှည့်ပြီးတော့ပြန်ပြီးတော့တစ်ထပ်တည်းဖြစ်မဖြစ်ကြည့်ကြည့်လို့ရတယ်โอเคအဲ့တော့ဒီမှာခါငယ်သတိကန်လေးကိုကာကြီးသတိကန်ပေါ်မှာထပ်ကြည့်တဲ့အခါမှာတစ်ထပ်တည်းဖြစ်နေတယ်လို့ထင်ရတယ်တိတ်ပြီးတော့မသိတာဘူးတကယ်တမ်းတော့ဒါတစ်ထပ်တည်းဖြစ်မဖြစ်ဘူးပေါ့နော်အဲ့ဒါဆိုရင်ဒီမှာကာကြီးသတိကန်ပုံလေးဟိုညှက်ထားတာရှိရပေါ့နော်အဲ့တော့ဒီမှာကာကြီးသတိကန်လေးအဲ့တော့ဒီကာကြီးသတိကန်လေးကိုခါငယ်သတိကန်ပေါ်မှာတွားပြီးထက်ကြည့်သူ့ရဲ့ပုံစံတိုင်းအတက်ထက်ကြည့်တယ်အတက်ကြည့်လို့မရသေးဘူးโอเคအဲ့ဒါဆိုရင်နောက်ထပ်ပြောင်းပြန်လည်ပြီးတော့တစ်ခါပြန်ထက်ကြည့်မယ်ဒီမှာဆိုရင်သိတာရယ်နော်အယောင်လေးနဲ့ဆိုတော့အဲ့တော့ခါငယ်သတိကန်နဲ့ကာကြီးသတိကန်တစ်ထက်တည်းဖြစ်မဖြစ်ဆိုတာအဲ့တော့ခါငယ်သတိကန်ကသတိကန်ကာကြီးနဲ့တစ်ထက်တည်းမဖြစ်ဘူးဟုတ်ပြီဒီမှာကာကြီးသတိကန်လေးကဒီပုံစံလေးဆိုတော့သူ့ကိုလည်းတစ်ဖက်ကိုလှည့်ပြီးတော့မှထက်ကြည့်အဲ့တော့ဒီမှာကာကြီးသတိကန်ကလည်းကာကြီးသတိကန်နဲ့တစ်ထက်တည်းဖြစ်တယ်ဟုတ်ပြီနော်ငါကဒီလိုလေးသူ့ကိုလည်းအဲ့လိုပဲလှည့်ပြီးတော့တစ်ဖက်ပြောင်းပြန်လှည့်ပြီးတော့ထက်ကြည့်မယ်ဒီမှာငါသတိကန်ကလည်းကာကြီးသတိကန်နဲ့တစ်ထက်တည်းမဖြစ်ဘူးနော်ဒါကရှေ့ဗီဒီယိုကအဆက်ကလေးဟုတ်ပြီနော်အဲ့တော့ရှေ့ကဗီဒီယိုမှာဆိုလို့ရှိရင်ကဒီမှာခါခွေးတို့ကားငယ်တို့အဲ့သတိကန်လေးတို့ဖြတ်ပြီးတော့ကာကြီးသတိကန်ပေါ်မှာတွားပြီးတော့ထက်ကြည့်ရဟုတ်ပြီနော်အဲ့တော့ဒီတစ်ခါကျတော့အဲ့လိုမဟုတ်ဘဲနဲ့ဒီမှာကာကြီးသတိကန်လေးပိုင်းဖြတ်ထားတယ်ပေါ့နော်အဲ့တော့ပိုင်းဖြတ်ထားတဲ့ကာကြီးသတိကန်လေးကိုခါခွေးကားငယ်ကာကြီးငါအဲ့သတိကန်လေးပေါ်မှာတွားပြီးတော့တစ်ထက်တည်းကြမကြပြန်ပြီးတော့တစ်ခါထက်စစ်ဆေးမယ်ဟုတ်ပြီနော်ကာကြီးသတိကန်ကပေးထားတာတော့ဒီတိုင်းလေးပဲဟုတ်ပြီနော်အဲ့ဒါဆိုရင်သူပေးထားတဲ့ပုံစံအတိုင်းပဲအရင်ဆုံးထက်ကြည့်မယ်ခါခွေးသတိကန်တော့ကာကြီးသတိကန်ကဒီပုံစံမျိုးလေးအဲ့ဒါဆိုရင်ခါခွေးသတိကန်နဲ့အနည်းဆက်ဆုံးတူအောင်ပုံကိုအရင်ဆုံးလှည့်ကြည့်လိုက်မယ်ဟုတ်ကဲ့နော်အဲ့တော့လှည့်ပြီးတော့မှထက်ကြည့်မယ်ဟိုဒီဘက်မှာအခြေဆုံးလားဆိုအခြေဆုံးလားဒီဘက်မှာထားကြည့်မယ်တော့ဒီမှာဒီပုံစံမျိုးလေးထက်ကြည့်မယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာကာကြီးသတိကန်လေးကခါခွေးသတိကန်နဲ့တစ်ထက်တည်းဖြစ်နေတာကိုတွေ့ရတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကားငယ်သတိကန်နဲ့ထပ်ပြီးတော့တစ်ထက်တည်းဖြစ်မဖြစ်ကြည့်ကြည့်အဲ့တော့ဒီမှာကာကြီးသတိကန်ရဲ့မူလပုံစံတိုင်းထက်ကြည့်ရโอเคအဲ့တော့မူလပုံစံတိုင်းထက်ကြည့်ရမရသေးဘူးဆိုရင်နောက်ထပ်ဒီသတိကန်လေးကိုအနည်းဆက်ဆုံးတူအောင်လှည့်ပြီးတော့မှထက်ကြည့်မယ်ဒီလိုမျိုးထက်လဲမတူသေးဘူးโอเคနော်အဲ့ဒါဆိုရင်ပြောင်းပြန်လည်ပြီးတော့ထက်ကြည့်မယ်တော့ဒီမှာပြောင်းပြန်လည်ပြီးတော့ထက်ကြည့်တယ်ဘလို့ပဲထက်တဲ့မဖြစ်ဘူးเนาะအဲ့တော့ဂါးငယ်ပုံဒီကကြီးပုံနဲ့တက်တဲ့မဖြစ်ဘူးအဲ့ဒါဆိုရင်ဂါးကြီးပုံလေးကိုဆက်ပြီးတော့တက်တဲ့ဖြစ်မဖြစ်ကြည့်ကြည့်ခါရဲပဲအနည်းဆက်ဆုံးဖြစ်အောင်တတိကန်လေးကိုတစ်ဖက်ကိုလှည့်ပြီးတော့ပဲထက်ကြည့်လိုက်မယ်ဟုတ်ပြီနော်တတိကန်ဂါးကြီးလေးကိုပြောင်းပြန်လည်ပြီးထက်ကြည့်တဲ့အခါမှာတတိကန်ဂါးကြီးနဲ့တက်တဲ့ဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ငါးတတိကန်ကိုဆက်ပြီးတော့တက်တဲ့ဖြစ်မဖြစ်ကြည့်ကြည့်မယ်ဒီပုံစံလေးထက်ကြည့်တယ်တက်တဲ့မဖြစ်ဘူးအဲ့ဒါဆိုရင်နောက်ထပ်တစ်ခါထက်လှည့်ပြီးတော့ထက်ကြည့်ဟုတ်ပြီနော်အဲ့တော့ဒီမှာလည်းတက်တဲ့မဖြစ်ဘူးတက်တဲ့မဖြစ်ဘူးဆိုရင်နောက်ထပ်တနည်းနော်ဟုတ်ဒီမှာဒီပုံစံတိုင်းဆိုလဲဒီမှာတွေ့နေနော်တက်တဲ့မဖြစ်ဘူးအဲ့ဒါဆိုရင်ငါးတရိကန်ဒီလည်းပဲကာကြီးတရိကန်နဲ့တက်တဲ့မဖြစ်ဘူးနော်အဲ့ဒါဆိုရင်
ကာကြီးတရိကန်ဒီခါခွေးတရိကန်နဲ့ကာကြီးတရိကန်နေနဲ့ပဲအဲ့တော့အခုလိုဒီလိုပုံလေးတွေကိုက်ပြီးတော့ဗောနော်တစ်ထက်တည်းပြည့်မပြင်းကြည့်လို့ရတယ်အဲ့တော့အချိန်ကလေ3မိနစ်ပဲဗီဒီယိုကရိုက်လို့ရတာဆိုတော့လေတက်ရှုံနေရာမှာဆိုရင်အသေးစိတ်ပြန်မပြောနိုင်မင်းနဲ့နည်းနည်းမြန်ပြီးပြောလိုက်ရတဲ့အပိုင်းတွေရှိရပေါ့နော်အဲ့ဒီပိုင်းတွေမှာကိုနားမလည်လိုက်တာမရှင်းလိုက်တာရှိရဆိုလို့ရှိရင် comment မှာပြန်ပြီးတော့မေးထားလို့ရပါတယ်ရှင်